အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ Facebook အကြောင်းလေးနည်းနည်းပြောပြပေးမယ် Facebook platform က channel social platform တွေနဲ့မတူဘူးသူကဘာလို့မတူလဲဆိုတော့သူကအမားတစ်ခါလောက်လိုက်တာနဲ့ပြည်လို့အရက်ခဲ့တဲ့ platform ဖြစ်တယ်ဥမာကိုကမြန်မာပြည်က profile account နဲ့ page ချေပြီးတော့ content monetization ရှောင်းနေတဲ့သူတွေဆိုတော့ပို့ပြီးတော့အတီးထားရမယ်မြန်မာဘဏ်အကောင့်လောကမချမိပါစေနဲ့မြန်မာဘဏ်အကောင့်ချမိပြီဆိုရင်ပြန်ထွက်လို့ရခဲ့ပါတယ်ပြီးတော့မြန်မာ ID လောကမထက်မိစေနဲ့မြန်မာ ID ထက်မိတယ်ဆိုရင်လည်းတော်တော်ပြရခဲ့ပါတယ်ဆိုတော့ Facebook ပေါ်ကနေ content monetization စူးစမ်းနေတဲ့သူတွေအတွက် Facebook profile ကနေ page ပြောင်းဖို့ထက် page တီးတက်ထောက်ပြီးတော့လောက်တာကပို့ပြီးအားပေးတယ်ဘာလို့ဆိုတော့ Facebook page က admin ပြောင်းလို့ရှိရင်သူကadmin နောက်ပဲလိုက်သွားတာဆိုတော့ profile ကအတည်ရများတယ်ပြောပြပေးချင်တာပေါ့ဒါပါပဲ